မမမော်ကြီးနဲ့ကျန်းပြတယ်ဟာဘယ်သူများလဲလို့အောင်စင်မော်စကိုပဲအိုးကျန်းပြီလေအဲ့လိုဆိုရင်တော့အမကျုံးပြီလိုက်ကြည့်လိုက်တော့ It's your destruction! Darkness, come! Devour your seat! Triple kill. 明天来一个。你们3倍，你们3倍吧。哦，ဒီမှာအရင်ယူဟိုမှာယူ ကဲမော်စကိုနဲ့တော့ကျန်းပြလိုက်ပြီးရှင်နောက်ထပ်ဗီဒီယိုတွေမှာဘယ်ဟီးရိုးနဲ့ဘယ်လိုတွေကျန်းပြရမလဲဆိုတာကိုအောက်က comment လေးမှာမန်သွားပြကြပါအောင်ရှင်အားလုံးကျေးဇူးပါ ယူ